စာချစ်သူများကိုပြောပြရစေအဲ့ဒီနေ့ဟာကျွန်တော်ဘဝကိုတစ်စစ်ချိုးပြောင်းသွားတဲ့နေ့ပါပဲတိမ်ငယ်လိုက်တာကျွန်တော်အားငယ်လိုက်တာငါဒီမြို့ပေါ်မှာကျောင်းသားများကိုဘာတစ်ခုမှမမိပါလားသူတို့ဒီငါတဲ့အစအစအရာရာတာလွန်ကြကုန်၏ငါဒီသူတို့အောက်မှာတစ်ထစ်နေရရှိလေ၏တော့မှမွေးတဲ့ငါမြို့မှာမွေးတဲ့သူတို့လိုညံလည်းမကောင်းကိုထင်နေတယ်လို့ရှောက်ထင်တွေးပြစ်တာပါဗျာအဲ့လိုတွေးပြီးတော့မြို့ပေါ်ကကျောင်းသားတွေနဲ့ဒီလိုညနေချင်းဆိုင်စကားပြောရင်တော့မှကျွန်တော်ရဲရဲမကြည့်ဝမှာဘူးမျက်လွှာခဏခဏချမျက်တောင်ပုတ်ခတ်ဖြစ်ဒါတွေကကိုယ့်ဘာသာကိုရသွားတဲ့ဟာတွေပါပဲဟိုမြို့ပေါ်ကောင်တွေကတော့ကျွန်တော်ဘယ်သူမှ6လမ်းလောက်နေကြပါဘူးသူကသူရိုးရိုးနေတာပါပဲအဲ့တော့ကျွန်တော်စာလဲမစူးစမ်းချင်တော့ဘူးတိမ်ငယ်တော့စူးစမ်းရင်လဲသူတို့ကိုမမီဘူးလို့ထင်တယ်ရှေ့မှာဘာတစ်ခုမှမမီတော့ဒီစာလဲစူးစမ်းရင်မမီဘူးထင်တော့မစူးစမ်းတာပါပဲမစူးစမ်းတော့ကျွန်တော်စာညံ့သွားတယ်စာညံ့သွားတဲ့ခါကျတော့ကျွန်တော်တို့เจ้าကလစဉ်လပတ်စာမေးပွဲစစ်ကျွန်တော်တစ်လမှမအောင်ဘူးပါဘူးလာတိုင်းကြပါတယ်6ဘာသာဖြေရတယ်ဗျအများရန်ကျွန်တော်4ဘာသာကြသင်္ချာဒိုင်ငံကြပါတယ်ဘဲဥတွေပါတွေဟောခြင်းတော်ခြင်းပါပဲညအဲ့တော့လူ60ရှိတဲ့တန်းထဲမှာ position ဆင်လိုက်ရင်ကျွန်တော်ဆင်တာ42နောက်မှာရှိပါလေကျွန်တော်အောက်မှာကြောင်းပြေးနဲ့ကြောင်းပြက်ပဲရှိပါတော့တယ်ကျွန်တော်တန်းထဲမှာပထမဒုတိယတတိယတခါမှမရဘူးပါဘူးကျွန်တော်မှတ်မိတယ်ဗျကောင်မလေး2ယောက်နဲ့ကောင်လေး1ယောက်နဲ့အဲ့ဒီသူတို့3ယောက်ပဲအလဲလဲနဲ့လူယူနေကြယူပေါ်ဒါသူတို့ကိစ္စပဲကိုနဲ့ဘာဆိုင်တာမှတ်လို့ကျွန်တော်သူတို့မနာလို့စိတ်လည်းမရှိပါဘူးလူချင်းစိတ်လည်းမရှိပါဘူးကိုယ့်ဘာသာကို42နောက်မှအေးအေးဆေးဆေးနေနေတာပဲ